ဆဲစာတနင်္လာသားသမီးတွေကံကြမ္မာကိုလမ်းညွှန်ဟောကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့17ရက်အောက်တိုဘာလ2025စနေနေ့ကနေပြီးတော့20ရက်အောက်တိုဘာလ2025တင်းလာနေ့ပေါ့ဒီကာလအတော်တက်မှာတင်းလာသားသမီးမိတ်ဆွေများရဲ့ကံကြမ္မာအကျိုးအကြောင်းဆိုးကောင်းအခြေအနေကိုလမ်းညွှန်မျှဝေသွားမှာဖြစ်ပါတယ်ကဲတော့တနင်္လာသားသမီးမိတ်ဆွေများအတွက်ဆဲစာကံကြမ္မာအနေနဲ့တင်းလာသားသမီးမိတ်ဆွေများဟလာဒီဆဲမှာဆိုရင်တော့ကံကောင်းခြင်းတွေပျော်ရွှင်ခြင်းတွေဘုံကံတက်ခြင်းတွေစိတ်ချမ်းသာခြင်းတွေကြုံတွေ့ရမယ့်ဆဲစာဖြစ်ပါတယ်မမြင်ရတဲ့နေရာကနေမမြင်နိုင်တဲ့ဟလာအထောက်ပံ့အကူအညီဆိုတာမျိုးတွေရတတ်တယ်အဲ့တော့လူပုဂ္ဂိုလ်ကကူညီထောက်ပံ့တာသို့မဟုတ်ကိုယ့်ရဲ့အဆောင်ရောက်ပုဂ္ဂိုလ်တွေမမြင်အောင်ဒီပုဂ္ဂိုလ်တွေကနေကူညီစောင့်ရှောက်တာမျိုးတွေကြုံရမယ်လက်ရှိကိုယ်မှာကြုံတွေ့နေတဲ့အခက်အခဲအကျက်တဲသည်ဟလာဘယ်သူဘယ်ဝါကကူညီလိုက်လို့အဆင်ပြေသွားတယ်ဆိုတာမျိုးတွေဖြစ်မယ်အဲ့တော့ဒီဆဲမှာကွာအကူအညီတောင်းခံဖို့တို့ကိုယ့်ရဲ့ရည်ရွယ်ချက်တွေအောင်မြင်ဖို့ကိုယ့်ကြံစီလောက်ကင်တာတွေအဆင်ပြေဖို့ဆိုရင်ပြေမယ်ဆိုတဲ့ဆဲစာဖြစ်ပါတယ်အဲ့တော့လောက်ကင်ကြံစီသမျှတွေအောင်မြင်ကံကောင်းနိုင်တဲ့ဆဲစာဖြစ်ပါတယ်အဲ့တော့လောက်ကင်စီးပွားရေးအယောင်းဝင်တဲ့ပတ်သက်တော့တိုးတက်မှုတွေရှိတယ်အလားအခွင့်အလမ်းကောင်းတွေရှိတာဖြစ်ပါတယ်အဲ့တော့မိမိလုပ်စရာရှိတာကိုရဲရဲဝင်းလုပ်ပါဖြစ်နိုင်အောင်မြင်နိုင်တဲ့ဆဲစာလို့ပြောလို့ရတယ်ငွေကြေးပေါ့ငွေကြေးနဲ့ပတ်သက်တော့အနေငယ်စိတ်ညစ်ရတာမျိုးလေးတွေရှိတတ်တယ်ငွေကုန်ကြေးကြများတာဟလာရလိုက်ကုန်လိုက်ဖြစ်တာငွေမစုမိတာမျိုးလေးတွေဖြစ်တတ်တယ်ငွေကြေးနဲ့ပတ်သက်ပြီးနည်းနည်းလေးစကားပြိုင်ဆိုင်ပြောရတာမျိုးလေးတွေကြုံရတတ်တယ်เนาะအရင်ရောစိုးရင်စရာအခြေအနေမျိုးတော့မဟုတ်ဘူးငွေကြေးနဲ့ပတ်သက်ရင်အခြေအနေတော်မြတ်တာရေးနဲ့ပတ်သက်လာရင်ကံကောင်းမယ်ပေါ့အဲ့တော့ချစ်သူရေးစားတစ်တွေရတာအခြေအနေတော်နဲ့ပတ်သက်ရင်ပျော်ရွှင်ရတာမပြေလဲတဲ့မသိမြတ်တဲ့အခြေအနေတော်ကြီးမြတ်တာရေးကိစ္စတွေပြန်လဲအသိမြတ်ပြီးတော့အဆက်တွေရတာမျိုးတွေဖြစ်မယ်အဲ့တော့အခြေမှာတော့ကံကောင်းနေတယ်စိတ်ချမ်းသာမှုတွေပျော်ရွှင်မှုတွေလာမယ်ဆိုတဲ့ဆဲစာဖြစ်တယ်အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်လို့ခီးနဲ့ပတ်သက်တဲ့ကိစ္စတွေပေါ့ကောင်းသောခီးတွေကြုံရတတ်တဲ့အကျိုးရှိတဲ့ခရီးဖြစ်မယ်အဲ့တော့အရေးကြီးတဲ့ဟလာခီးစဉ်ကိစ္စတွေကိုစီမံဆောင်ရွက်ခြင်းဖြင့်အောင်မြင်မယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်လည်းကျမ်းမာရေးထူကြတဲ့မိတ်ဆွေတွေအိပ်ရတဲ့ဘုံဘုံလဲနေတဲ့မိတ်ဆွေတွေကျမ်းမာရေးနဲ့ပတ်သက်လို့အထောက်ပံ့အခွင့်အလမ်းရပြီးတော့ကျမ်းမာရေးပြန်လဲတတ်တာကောင်းမွန်လာမယ့်ဆဲစာဖြစ်ပါတယ်အဲ့တော့ဒီဆဲမှာကျွန်တော်တို့အနှစ်ချုပ်အဖြစ်ဆိုရင်တော့ကံကောင်းနေတဲ့တဲမှာပါတယ်ဒင်းလာသားသမီးမိတ်ဆွေများအဲ့တော့ဒီဆဲရက်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကိုလှုပ်ချင်ဖြစ်ချင်တာတွေလုတ်ကန်ကြံစီသမျှတွေကိုဒီဆဲမှာအကောင့်နဲ့ဖော်မယ်ဆိုရင်အကောင့်နဲ့ဖော်လှုပ်ဆောင်မှာအဆင်ပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်အဲ့တော့ကံကောင်းခြင်းတွေဝေစာနေတဲ့ဆဲစာလို့ပြောလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ကောင်းတဲ့ဟောချက်တွေဒီထိမှန်ပြီးကောင်းကျိုးများစွာရနိုင်ကြပါစေအဲ့တော့တင်းလာသားသမီးမိတ်ဆွေများအနေနဲ့ဒီဆဲမှာမဖြစ်မနေကိုယ့်အတွက်ကံကောင်းလက်ရှင်ဟလာအကျိုးပေးတဲ့အဆောင်အနေနဲ့ဆိုလို့ရှိရင်တော့ဗရောက်ရွက်ကလေးတွေ့ရမှာဟလာရကောက်ဆိုပြီးတော့ကျွန်တော်တို့စော့ပင်တို့ခဲတံတို့နဲ့ရေးပြီးတော့စောင့်ထားပါအယောင်အနေနဲ့ဆိုရင်တော့ဒီဆဲမှာခရမ်းရောင်ဖြစ်ပါတယ်အကျိုးပေးတဲ့ဟလာကဏ္ဍအနေနဲ့ကံကောင်းလက်ရှင်ကဏ္ဍဒီတုံညတို့ကိုတို့ဖြစ်ပါတယ်အဲ့တော့တင်းလာသားသမီးမိတ်ဆွေတွေအတွက်လမ်းညွှန်ခဲ့တာပါကြံမိသားသမီးမိတ်ဆွေများအတွက်လည်းဆက်လက်ပြီးကျွန်တော်လမ်းညွှန်မျှဝေဗီဒီယိုဖိုင်တွေတင်ပေးနေမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဗျ